တာဝေကလွမ်းလိုက်ပဲရောက်စီဂျုံရကြဝမ်းလုံးနဲ့ဘဝကိုကြိုးစားယုံကန်းလာတာတနေ့နေ့ဆိုတော့ဖြစ်ရင်အမေရဲ့နာကိုအပြည့်ပြည့်ခဲ့မယ်အညာမြေမှာစောင့်နေအောင်မင်းမငိုနဲ့မိသားတနည်းပြန်ခဲ့မှာပါကဲချမ်းတဲ့ဘဝကိုဖြတ်တန်းဆွဲစိတ်တဲ့ရင်ဖြူအောင်မှမြမရန်ဖွဲလွန်တီများသာတာဘဝဖြစ်တည်ရာအပိရမတာမိခင်အမေရဲ့ပြုံးကြောင့်ပန်ပြီးဖို့မလို့အောင်မြင်ရင်တောင်းပြန်ခဲ့မယ်အမေကျေးဇူးရီတောင်းပြန်ဆက်ချင်လေအိမ်မေဝမချစ်ဆုံးသားကိုမေးဆောင်နေလို့ပြီးမိညိုညိုရင်မလုံးမပြေတော့ပြန်လန်းကိုမြဲရဆုံးချူကျွန်တော်မွေကြီးညာမြေစီကိုပြန်မရောက်ဖြစ်တော့ကြောင်ရခုစုထောင်ရောမိမိရင်ဝင်မေးစနာကိုကျဲပခက်လွဲလက်ပိုင်ရှင်မိမေတားလေးလွမ်းလိုက်တဲ့အမေငလေးပဲတောင်းပြန်လာခြင်းအေးချမ်းနဲ့မြတ်တော်ရိတ်စီအလွမ်းကြီးတင်းသာဆိုလိုက်တဲ့အောင်မြင်ချိန်မှပြန်ခဲ့ပါမယ်အပြုံများနဲ့အမေဆောင်လူကျူနေချစ်တဲ့မွေမြေကိုခွဲတာဝေကလွမ်းလိုက်ပဲရောက်စီဂျုံရကြဝမ်းလုံးနဲ့ဘဝကိုကြိုးစားယုံကန်းလာတာတနေ့နေ့ဆိုတော့ဖြစ်ရင်အမေရဲ့နာကိုအပြည့်ပြည့်ခဲ့မယ်အညာမြေမှာစောင့်နေအောင်မင်းမငိုနဲ့မိသားတနည်းပြန်ခဲ့မှာပါကဲချမ်းတဲ့ဘဝကိုဖြတ်တန်းဆွဲစိတ်တဲ့ရင်ဖြူအောင်မှမြမရန်ဖွဲလွန်တီများသာတာဘဝဖြစ်တည်ရာအပိရမတာမိခင်အမေရဲ့ပြုံးကြောင့်ပန်ပြီးဖို့မလို့အောင်မြင်ရင်တောင်းပြန်ခဲ့မယ်အမေကျေးဇူးရီတောင်းပြန်ဆက်ချင်လေအိမ်မေဝမချစ်ဆုံးသားကိုမေးဆောင်နေလို့ပြီးမိညိုညိုရင်မလုံးမပြေတော့ပြန်လန်းကိုမြဲရဆုံးချူကျွန်တော်ဝေကြီးညာမြေစီကိုပြန်မရောက်ဖြစ်တော့ကြောင်ရခုစုထောင်ရောမိမိရင်ဝင်မေးစနာကိုကျဲပခက်လွဲလက်ပိုင်ရှင်မိမေတောင်းလေးလွမ်းလိုက်တဲ့အမေငလေးပဲတောင်းပြန်လာခြင်းအေးချမ်းနဲ့မြတ်တော်ရိတ်စီအလွမ်းကြီးတင်းသာဆိုလိုက်တဲ့အောင်မြင်ချိန်မှပြန်ခဲ့ပါမယ်အပြုံများနဲ့အမေဆောင်လူကျူနေ